တီလနဲ့ဘာဝနာဘာကွာခြားတယ်လဲလို့ဆိုရင်တီလဆိုဒီမှာခံယူဆောက်တည်ပြီးတဲ့နောက်တတိယသည်ဖြစ်စေတတိမယသည်ဖြစ်စေချိုးဖောက်ကျွလွန်ခြင်းမရှိသေးသမျှတီလပြည့်စုံနေတယ်လို့ဒီလိုပြောရတယ်နော်တီလဆိုတာဆောက်တည်တဲ့အခိုက်မှာတမာဒါနစေရနာလို့ခေါ်တယ်ဆောက်တည်နေတဲ့အချိန်မှာတမာဒါနစေရနာတွေဖြစ်တယ်ဆောက်တည်ထားတဲ့အချိန်ကနေစပြီးတော့မချိုးမပေါက်ခြင်းကိုယ်တဏ္ဍာမှာတီလရှိနေတယ်လို့ဒီလိုပြောရတယ်ဝစီကံနဲ့ကာယကံဝစီကံဒီတစ်ခုကိုထိမ့်သိမ်းဆောက်ရှောက်တာတီလလို့ခေါ်မနောကံအဖြစ်စိတ်ထဲမှာအကုသိုလ်တွေဖြစ်ပေမဲ့လို့ဒီတီလမထိခိုက်ဘူးမကြိုးဘူးမပေါက်ဘူးလို့ဒီလိုပြောဒါတီလဆိုတာကာယကံနဲ့ဝစီကံဒီတစ်ခုထိမ့်တယ်အပြောကိုထိမ့်တယ်အလုပ်ကိုထိမ့်တယ်ပြောတဲ့အခါမှာကန့်တတ်ထားတဲ့စီကံရဲ့ဘောင်ကိုမလွန်မဲနဲ့ပြောကန့်တတ်ထားတဲ့စီကံဘောင်ဆိုတာပြောပြီးဆိုရင်လိမ်မပြောရဘူးမှန်တာပဲပြောမယ်နော်ခုံးမတိုက်ရဘူးတဦးနဲ့တဦးညီညွတ်စိတ်ဆက်အောင်လာပြောရကျမ်းတမ်းဆိုတာဆဲရေးတိုင်းထွာခြင်းကျမ်းတမ်းတဲ့စကားမျိုးမပြောရဘူးယဉ်ကျေးသိမ်မွေးစွာပြောရအကျိုးမဲ့တရားလက်လွတ်စကားမျိုးကိုမပြောရဘူးကျိုးရှိတဲ့စကားကိုပြောတယ်ဒါနှုတ်ကိုစိတ်ကန်းချက်ထားအဲ့ဒီစိတ်ကန်းချက်တွေမဖောက်သေးသမျှကာလပတ်လုံးနှုတ်နဲ့ပတ်သက်တဲ့ကိုချင်းသီလတွေပြည့်စုံနေတယ်လို့ဒီလိုပြောတခါဆောက်တည်ထားပြီးမချိုးမဖောက်သေးသမျှပြည့်စုံနေတယ်ကိုမှုနဲ့ပတ်သက်လာတဲ့အခါကျကိုရီးလျောက်တတ္တဝါကောင်ရဲ့အသက်ကိုတပ်ဖြတ်ကျူးလွန်မှုမပြုတ်လို့ဘူးရှောင်ကျင်တယ်တတ္တဝါပေါ်မှာတဏှာငဲ့ညာမှုရှိတယ်တပ်ဖြတ်ကျူးလွန်မှုမပြုတ်လို့သေးသမျှကာလပတ်လုံးဒီသီလပြည့်စုံတယ်အရိဏဒါနသူများပစ္စည်းကိုမခိုးမဝဲဘူးပေးတာကမ်းတာကိုသာယူတယ်စင်စင်ကြဲကြဲရိုးရိုးသားသားနေတယ်ဆိုတဲ့ဗျဒီသီလစောင့်တည်ထားတဲ့အချိန်ကစပြည့်စုံတယ်ရှစ်ပါးနဲ့ဆိုရင်အမြတ်မစရိယမမြင့်မြတ်တဲ့နေရုံကျင့်မျိုးမကျင့်ဘူးနေရုံနဲ့ဝေးကွာစွာစင်ကြယ်တန်ရှင်းစွာနေထိုင်တယ်လို့ဒီဟာမကျွလွန်သေးတဲ့ဗျကာလပတ်လုံးဒီသီလပြည့်စုံနေသေးတယ်အဲ့တော့ကာယကံနဲ့ဝစီကံဒီနှစ်ခုကစိကံချက်ထိမ့်သိမ့်ပြီးတော့စောင့်တခါစောင့်ရှောက်ပြီးတော့မကျွလွန်သေးသမျှကာလပတ်လုံးကာယကံမြောက်ဝစီကံမြောက်မကျွလွန်သေးသမျှကာလပတ်လုံးဒီသီလတည်ရှိနေတယ်လို့ဒီလိုပြောလို့ရတယ်အေးဘာဝနာဆိုတာကြတော့စောင့်တည်ထားရုံနဲ့မရဘူးဘာဝနာဆိုတာစိတ်แท้ကိုဖြစ်အောင်လုပ်နေရဖြစ်ပြီးတော့လည်းပဲတိုးပွားအောင်လုပ်ရအဲ့ဒါလို့မလုပ်ဘူးစိတ်แท้ကတွေးချင်ရတွေတွေးနေမယ်ကြံ့ရတွေကြံ့နေမယ်ဆိုလို့ရှိရင်ဘာဝနာမဖြစ်ဘူးအဲ့တော့သီလနဲ့ဘာဝနာမတမကွဲပြားခြားနာတယ်ဘာဝနာဆိုတာစိတ်လုပ်ငန်းတစ်ခုစိတ်ရဲ့အလုပ်တစ်ခုစိတ်ထဲမှာကောင်းတဲ့သဘာဝတရားဖြစ်ပေါ်နေစေရသူကပဲမေတ္တာဆိုလို့ရှိရင်တရားဝါဆိုတဲ့အာယုံပေါ်မှာမုန်းတိချင်းကင်းတဲ့အာရောဒဆိုတဲ့မေတ္တာတရားတွေစစ်စစ်မပြတ်ဖြစ်နေရမယ်တိုးတက်များပြားလာအောင်ကြိုးစားရမယ်အဲ့ဒီလိုဖြစ်နေတဲ့အခိုက်မှာသာနဲ့ဘာဝနာလို့ခေါ်လို့ရတယ်တခါလေးနဲ့မေတ္တာပို့ပြီးတော့ရထားမယ်ဆိုလို့ရှိရင်ဒီဘာဝနာဆိုတာဖြစ်နေတယ်လို့ပြောလို့မရနော်သီလဆိုတာစောင့်တည်ထားပြီးတော့မကျွလွန်သေးသမျှရှိတယ်လို့ပြောရပြီဘာဝနာကြတော့ပွားနေမှဘာဝနာဖြစ်တယ်မနောကံ
ဖြစ်ပွားနေမှာကိုယ်တဏ္ဍာမှာဒီစိတ်တွေဒလစပ်ဖြစ်တခြားစိတ်ဖြစ်ထားတဲ့ကြိုင်နဲ့ရက်သွားဒါကြောင့်မို့ဒီကိုပတိလလို့စောက်တည်ပြီးတော့ဘုရားဘာသာဝင်သူတော်စင်တွေဟာမေတ္တာသဟဂတေနစေတတသဗ္ဗပါဏဗုတေတုပရိတဝဝိဟရဏံသမာဓိယမိလို့သီလနဲ့လျော့အောင်ရှေးဆရာတော်တွေကစီမံထားခဲ့တဲ့စကားလုံးလေးကိုဆိုလိုက်ပြီးတော့မေတ္တာမပို့ပဲနဲ့မေတ္တာမပွားပဲနဲ့နေလို့ရှိရင်တော့ကိုယ်ပါဖြစ်ဖို့ခဲရင်လိုက်တယ်နော်စောင့်တည်ထားတဲ့သီလပဲရှိတယ်ဘာဝနာမပွားပဲနဲ့နေတဲ့အချိန်တွေများသွားလို့ရှိရင်အဲ့ဒီအချိန်တွေမှာ၈ပါးပဲဖြစ်ပြီးကိုယ်ဝဖြစ်ဘာဝနာဆိုတာစောင့်တည်ထားရုံနဲ့မရဘူးလက်တွေ့စိတ်ထဲမှာဖြစ်နေမှရတယ်လို့ဆိုတာတော့ဒါတတိချဆရာကောင်းတဲ့အရာတစ်ခုပေါ့